ရှမ်းကြီးကိုဒါအချိုနော်နှစ်ထုပ်ဝင်ထားတယ်ဒါအဆက်တွေ့လားနှစ်ထုပ်ဝင်ထားဒီတော့ဟိုဘက်တပုံဒီဘက်ပုံအချိုကခလေးထားဖို့အဆက်ကကျမမိစားတယ်တိမ်လုံးကရှမ်းကြီးလက်ဖက်တွေပြထားတယ်ရှမ်းကောင်းတယ်ကောင်းလက်ဖက်အသားဆိုရင်ထားပြီးတော့မှစားညာတယ်ဒါပေမဲ့ဒီလက်ဖက်ကအိမ်နောင်းလို့ပဲအိမ်ကထောင်းမစားတဲ့လက်ဖက်အသားကြောင့်လက်ဖက်အသားထုတ်ပါတယ်အကျော်ပါတယ်အစွန်ကြောင်းမှုတ်ပါတယ်နိုင်ဒီလိုကြောက်ကောက်ပါတယ်ပြီးတော့အဲ့ဒါမှချုံမလေးထည့်ပြီးတော့တော့နော်ပထုံးဆိုရင်တယောက်ပါတော့ဒီလိုကကျိုးလို့အစားကြီးရပြီပါဒီတထုံနဲ့သမီးနဲ့ပြီးပါဆောင်းဝါနေတဲ့လူတွေပါကွာရမ်းစင်ပြီးဒီကကောင်းချောရရတဲ့တစ်ဖက်ဆိုရင်ရထောင်းမှတော့ထောင်းခိုင်းတာပေါ့နော်ဒါပေမဲ့အခုကတော့ထောင်းမကြမလို့တော့ကျမကလက်ဖက်ရှမ်းကြီးရှိအဲ့ဘယ်ဆိုတော့တကယ်အကြီးကြီးဒီပစုံကြောက်ဆိုကြီးနေဆိုရင်အပြင်မှာအောက်မှာဝယ်လို့ရှိရင်တစ်ထုပ်အောင်ရှိတယ်ဆိုလို့ရှိရင်ဒါဆက်တစ်ထောင်တော့တကယ်မိုက်တာပုံတော့ကွယ်ကျမမှားလာတယ်ကျမလာမဖို့သေးကျမကစမ်းကျမထောက်ထားတယ်ပေါ့တကယ်ကောင်းတာရှင်းနေတော့ဆိုင်ကျမတကယ်တော့ကောင်းမှပြီးတယ်ရှမ်းကြီးတကယ်ကောင်းတစ်ထုပ်ထောင်နဲ့တန်းဒီမှာလည်းလို့အသားပါတယ်အကျော်ပါတယ်အစွန်ကြောက်ကောက်ပါတယ်မှုတ်ပါတယ်နော်မာနာထည့်လိုက်မယ်ထည့်ပြီးတော့မှတော်ပြန်ပြမယ်နော်ပြန်လိုက်တယ်မှာရှယ်အဲ့တစ်ထုပ်တစ်ထောင်နဲ့ဒါညီမနှစ်ထုပ်အဆက်နှစ်ထုပ်ပေါ့နော်အဆက်နှစ်ထုပ်ကိုပြအိမ်မှာလည်းအဲ့ဒါရတယ်အဲ့ဒါဆိုတော့ပါအတော့လက်ဖက်ဆိုရင်သူကဒီထောင်းနဲ့လက်ဖက်မှာတော့စားတာအဲ့တော့လက်ဖက်ကိုတော့ကျွေးမှာနော်ကျွေးမှာဒါဆက်ကျန်တော့ပွားအချိုးတော့မှာတော့တော့ပြီးတော့စားပြဖို့လာတယ်ဒီကကောင်းတယ်မှာတားရည်ဒီကမှဒါချင်းတဲ့